နောက်ဆုံး final list ဖြစ်သွားတဲ့ Cassette Roster ကျွန်တော်တို့အခုချိန်ထိတော်တော်လေးကိုအဆင်မပြေသေးဘူးပေါ့ဒါအကျိုးသားဆုံးပြောတာပါပြင်ဆင်မှုအပိုင်းကတော့အရင်ပြီးခဲ့တဲ့အပတ်တွေနဲ့လုံးဝစကူပိုင်းလုံးလုံးဝမတူဘူး100%တော်တော်အားစိုက်ထားတာဒီမှာစာရေးပါချရေးထားရှင်းခန့်မှန်းလာတယ်ကိုရီလေးယောက်နဲ့တယောက်တည်းတဲ့အတွက်ကြောင့်ကိုရီဘာပဲပြောကိုရီကတော့လေစင်မောပါပဲဒီသမီးတို့9ယောက်ကအကုန်လုံးမှားလို့မဖြစ်ဘူးပါတဲ့ငါတို့ဆွဲတယ်ဒီမှာအကုန်လုံးမှာပေါ့ဘလူးတယ်တခုတေချာပေါက်ပြောလိုက်မယ်အခုဒီကက်ဆက်မျက်နှာဖုံးအောက်ကလူကိုမှန်အောင်မပြောနိုင်ရင်ဒီလို့လုတ်မစားတော့နှုတ်ထွက်ထုံးကပြီးခဲ့တဲ့ချိန်တုန်းက तू ကတစ်ချိန်လုံးအဲ့လိုပေါ့ဆာ data တွေ source တွေလိုက်နေတာသူ့ကြည့်တာတော်တော်ပြန်မှန်းတယ်အဲ့တော့ကိုက तू နဲ့မတူအောင်ဆိုပြီးတော့ငါအငယ်ပိုင်းနဲ့သွားလိုက်မယ်ဆိုအငယ်ပိုင်းနဲ့အကုန်လုံးကြည့်ပြီးတော့အိမ်ကနေစဉ်းစားလာတယ်တာလီရဲလေးကန်ကောင်းပါစေဒီကန်ကောင်းပါစေဒီရက်စပီပြေးပါစေအော်ဗီတာမင်ရဲ့ပြိတ္တကြီးဖြစ်နေပါပြီရမ်းကြိုက်ပါရဲ့လို့စဆိုရဲရဲလီပေးရေးတာမလားဆိုဟုတ်တယ်တန်းတီးရကျွန်တော်ကတန်းတာရာတီဆိုစေတေတော်ဘိုင်ဒစာရင်ခုန်ချီဝေဆုံးလာမေမချတော့ပြီလေလာလေတခုတော့ဖြတ်ပြောပြစီโอเคချန်ပီယံဖြစ်တဲ့လူတွေကမန်လီဆောင်းအမြဲစိုးတယ်အဲစီဇန်1မှာစီဇန်2မှာအခုစီဇန်3မှာအဲ့မန်လီဆောင်းဆိုတာဘာလဲဆိုတော့သူတို့ကဒီတချင်းသုံးပုတ်ကသူ့ရဲ့ကိုယ်ပိုင်တချင်းတစ်ပုတ်အမြဲပါတယ်ကျန်တဲ့လူတွေထင်အောင်ထင်မှဖြစ်နေတဲ့တချင်းတစ်ပုတ်ကအမြဲဆိုတယ်မိနေမှာဆိုလို့ Okay လေပြောအခုမှပါတော့မသိနိုင်ဘူးဟုတ်တယ်ဘက်ခိုင်ကြီးကပထမမှပါပြီးတော့အလင်မမသိနိုင်ဘူးဒီဒီကတော့ဘာမှမသိနိုင်ဘူးအဲ့တော့ရာကောက်ကအခုမှရောက်တော့မသိနိုင်ဒါကျွန်တော်သတိပေးချင်တာ Thank you bro ကဘာပေါ်မှာချစ်ဆုံးတဲ့အချိန်ချင်းပြောခဲ့ Radio Season တွေမှာကြော်ကြတယ်လို့ဝါဝင်းရတော့3ခဏပဲမိချလိုက်မေကိုပြင်ဆင်ခွင့်တော့မရှိဘူးဘဝမှာအများနဲ့3ခဏပဲလား3ခဏကျွန်တော်မွေးနေ့ကမှပါဝင်ဟုတ်ပြီ Okay ပါနော်ကျွန်တော်မေးတယ်ဟုတ်ပြီညီလေးတော့သုံးပါတယ်ပြေးပြောမေးကိုမေးရမှာပါဂျူဒီမင်းထွန်းတဲ့ဂျူဒီအိပ်ပြတာများပြီတွေ့ရခက်ပြေမပေါ်တဲ့တသနာရဲ့ကန်ကိုယုံပြီးတော့ငါစူကုန်နေလိုက်တယ်ကိုထွန်းမတောင်းဖို့မသိလေတဲ့လွန်ခဲ့တဲ့4-5-6နှစ်လောက်ကတချင်းဆိုပြိုင်ပွဲမှာဒီနာမည်နဲ့မဟုတ်ဘူးလူပညာနာမည်နဲ့မဟုတ်နာမည်တစ်မျိုးနဲ့ပြိုင်ခဲ့တာဟုတ်လားအရင်ကတော့ပြောခဲ့ဝင်ကြီးအဲ့ဒါမသိဘူးအခုမှမေးတာဒါအစ်စ်အရင်ဟာမေးလိုက်ကျွန်တော်ပြောပါမယ်ဒီတချင်းသုံးဖို့ထဲကပဲအဆိုရှင်တွေကပဲစဉ်းစားပြီးတော့ပြောတာဖြစ်တဲ့အတွက်မှားသွားရင်လည်းမှားပေါ့မှန်ရင်လည်းမှန်ပေါ့ကျွန်တော်ငွေဆိုးပဲဘယ်နဲ့ငွေဆိုးငါဖိတ်နာမည်နဲ့ဒူလို့ဘလို့ဘယ်နဲ့ငွေချွတ်လို့ရပါပြီသစ္စာသချင်းနဲ့ကြမှာပဲတည်သွားတဲ့ဆယ်လီစုံတော့တွေလည်းကျေးဇူးရိုက်တင်ပါတယ်လူရင်လမ်းချီလိုက်နာမမြင်ရှိတဲ့အချင်းစရာ